Bismillahirrahmanirrahim. Assalamualaikum. ကျွန်မဗီဒီယိုရဲ့ပထမပိုင်း Hazrat Ali နဲ့ဂျူးလူမျိုးတွေရဲ့မိကွန်းအပိုင်းနဲ့အနေနဲ့ဆက်လက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်။ဒီမှာသူတို့ဒီဂျူးတွေကရှုံးနေနေတဲ့အချိန်မှာသူတို့ပြနေတဲ့အချိန်မှာ Hazrat Ali ရဲ့ရည်ရွယ်ချက်ကတော့ဒီယဟူဒီတွေဒီဂျူးတွေကိုအစ္စလာမ်ဘက်ကိုဖိတ်ခေါ်ဖို့ပဲဖြစ်ပါတယ်နော်။ဒါနဲ့သူတို့ကနောက်မေးခွန်းတစ်ခုထပ်ဆန်းလာပါတယ်အဲ့ဒါပါလဲပြော scientific ပေါ့တမန်သိပ္ပံတွေကနေပြီးတော့လာတာအရာတစ်ခုအစင်မြဲတဲ့နဲလိုက်များလိုက်ဖြစ်နေတယ်အဲ့ဒီအရာဟာဘာလဲတဲ့ဒါနဲ့အလီယာပြောတယ်ဘယ်နေ့ဟာနောက်တစ်နေ့နဲ့အချိန်မတူဘူးတဲ့ဒီလိုပဲညဟာလည်းနောက်ညတွေနဲ့အချိန်မတူဘူးတဲ့နဲလိုက်များလိုက်ဖြစ်နေတယ်တဲ့အဲ့ဒါနဲလိုက်များလိုက်ဖြစ်ခမင်းတို့ရဲ့မိကွန်းရဲ့အဖြစ်ပေါ့နော်အဲ့တော့ထပ်မိတယ်ကဘာမြေကြီးရဲ့ဘယ်နေရာမှာတဲ့နေအောင်ကြီးတစ်ခါပဲရဘူးတဲ့မြေကြီးရှိတယ်တဲ့အဲ့ဒါဘယ်နေရာလဲတဲ့နောက်တစ်ခေါက်အဲ့ဒီမြေနေအောင်ကြီးမတက်ရောက်ခဲ့ဘူးအဲ့ဒါနဲ့ Hazrat Ali ကဖြေတယ်ဟုတ်တယ်အဲ့ဒါကတော့ပင်လယ်တစ်ခုရဲ့နေရာအဲ့ဒီနေရာမူဆာအလိုင်စလမ်နဲ့သူရဲ့နောက်လိုက်တွေကဖေရောင်စီကနေပြီးတော့ပြေးပြီးတော့ထွက်လာပြီးတော့ပင်လယ်ကိုဖြတ်တဲ့အချိန်မှာအလ္လာဟ်ရဲ့အမိန့်နဲ့ရေတွေကဘေးဖယ်ပြီးတော့လမ်းဖော်ပေးခဲ့မူဆာနဲ့အပေါင်းပါမူဆာအလိုင်စလမ်နဲ့အပေါင်းပါဒီပင်လယ်ကိုလည်းဖြတ်ပြီးတော့ဒီရေတွေကပြန်ပိတ်သွားတယ်အဲ့ဒီမြေကြီးပဲဖြစ်တယ်တဲ့အဲ့ဒီမြေကြီးပေါ်နေအောင်ကြီးတစ်ခါပဲကြာရောက်ခဲ့တယ်လို့ပြောတယ်အဲ့ဒါနဲ့ဆိုတော့ထပ်မိတယ်အမြဲတမ်းပျောက်နေတဲ့အရာနှစ်ခုရှိတယ်နောက်အမြဲတမ်းရှိနေတဲ့အရာနှစ်ခုရှိတယ်အဲ့ဒါပါလေတဲ့အဲ့ဒါနဲ့အလီယာပြောတယ်ကောင်းကင်နဲ့မြေကြီးကိုကြည့်လိုက်တဲ့အမြဲတမ်းရှိနေတယ်တဲ့ဘယ်တော့မှပျောက်မသွားဘူးတဲ့मौत में जिंदगी လူလောကဒီ जिंदगी နဲ့တည်ခြင်းတရားဟာကိုကြည့်လိုက်တဲ့အမြဲတမ်းပျောက်နေတယ်ဘယ်တော့မှမသိရဘူးဘယ်တော့လာတယ်ဘယ်တော့ပျောက်သွားမလဲဆိုတာမသိရဘူးနောက်မေးခွန်းတစ်ခုဒီနေရာရဲ့ဖန်ဆင်းအရာတစ်ခုရှိတယ်တဲ့အဲ့ဒါရဲ့ဖန်ဆင်းရှင်ဟာအလ္လာဟ်ဖြစ်ပြီးအဲ့ဒါနဲ့ပတ်သက်ပြီးအလ္လာဟ်မေးခွန်းထုတ်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဟာလူတွေကစဉ်းစားတာ strange ပေါ့နော်အလ္လာဟ်လည်းဖန်ဆင်းထားတဲ့ဟာကိုအလ္လာဟ်မေးခွန်းထုတ်ခဲ့တယ်အဲ့ဒါဘာလဲအဲ့နဲ့ Hazrat Ali ကပြောတယ် Hazrat Musa အလိုင်စလမ်ရဲ့အစာဒုတ်ဖြစ်တယ်တဲ့ဖန်ဆင်းရှင်ကလည်းအလ္လာဟ်ပဲဖြစ်ပြီးတော့တဲ့မူဆာကိုအဲ့ဒါနဲ့ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့တဲ့သူကအလ္လာဟ်ပဲဖြစ်တယ်ကုရ်အာန်ထဲမှာပါတယ်ကုရ်အာန်ဘာသာရေးပြန်အရာအလ္လာဟ်မေးအိုမူဆာတင့်ရဲ့လက်ထဲမှာပါလဲဆိုတာဆူရာတွာဟာထဲမှာပါတယ်အဲ့ဒါကအလ္လာဟ်ကလည်းဖန်တီးပြီးတော့အလ္လာဟ်ကပဲမေးခွန်းထုတ်ခဲ့တာပေါ့အဲ့ဒါနဲ့နောက်မေးခွန်းတစ်ခုဘိုက်တူလာအလ္လာဟ်ရဲ့အိမ်မက္ကာမှာရှိတဲ့မက္ကာကိုလှည့်ရတဲ့တဝါဖ်ကိုတရှိလူသားတွေလှည့်ခဲ့ကြတယ်နောက်ပြီးတော့ဂျင်နဲ့ဖရစ်စတာတွေလှည့်ကြတယ်တမဲကိုလှုပ်ခဲ့ပါသလားတဲ့အဲ့ဒါဘာလဲတဲ့အလီယာပြောတယ်ဟုတ်တယ်လှုပ်ခဲ့တယ်တဲ့ Hazrat Nuh အလိုင်စလမ်ရဲ့တင်မောပဲဖြစ်တယ်တဲ့မုန်တိုင်းတိုက်နေတဲ့အချိန်ဒီတင်မောဟာအလ္လာဟ်ရဲ့အိမ်ရဲ့နေရာကနေဖြတ်တဲ့အချိန်မှာဒီတင်မောဟာအလ္လာဟ်ရဲ့အိမ်တို့ခုနှစ်ပတ်တဝါလှည့်ခဲ့တယ်လို့ပြောတတ်မဲ့ဖြစ်ပြီးတော့ဘိုက်တူလာကိုတဝါလှည့်ခဲ့တာ Hazrat Nuh အလိုင်စလမ်ရဲ့တင်မောဖြစ်တယ်ဟာအဲ့မှာမိကိုနေကခက်တလဲလဲမီးတော့တဲ့ပရိသတ်တွေကနည်းနည်း panic ဖြစ်လာပြီဟာ तू ကထပ်ဟိုနောက်နေခြင်းမရှိဘဲနဲ့မိကိုနေကိုဖြေလာတော့တို့လည်းနည်းနည်းပြလာပြီကဲဒါဆိုရင်နောက်တစ်ဖက်ကိုလှည့်တယ်ကဲ okay အလီကောင်းပြီကဲမင်းဖြေအခုပဲရှိပြီးတော့နှစ်ခုမရှိတဲ့အရာပါလဲဆိုတော့အလီယာ Hazrat Ali ကဖြေတယ်အလ္လာဟ်တစ်ယောက်ပဲတပါးတည်းရှိတယ်နှစ်ယောက်မရှိနှစ်ခုရှိပြီးသုံးခုမရှိတာပါလေ day and night နေ့နဲ့ညနှစ်ခုရှိတယ်သုံးခုမရှိသုံးခုရှိပြီးလေးခုမရှိတဲ့ဟာပါလေဆိုတော့ law kalam and kursi ဒီနေရာမှာကျွန်မ law kalam and kursi ကိုကျွန်မနည်းနည်းလေးရှင်းပြကြည့်ပါ law ဆိုတာကဟိုလွယ်နဲ့ပြောရရင်စာအုပ်ပေါ့အလ္လာဟ်ရေးမှတ်တဲ့စာအုပ်ဖြစ်ခဲ့တာဖြစ်နေတာဖြစ်လာမှာအားလုံးအလ္လာဟ်ရေးမှတ်တဲ့စာအုပ်ဖန်တီးတဲ့စာအုပ်ကလမ်ဆိုတာကရေးတဲ့အလွယ်စကားနည်းနဲ့ပြောလို့ရှိရင်ခဲတံပေါ့ ball pen ဖြစ်ခဲ့တာဖြစ်နေတာဖြစ်လာမှာကိုရေးတဲ့ဟာဖြစ်ပြီးတော့ကုရ်စီကကြတော့ဆူရာဘကရာမှာပါတဲ့အလ္လာဟ်ထိုင်တဲ့ arsh ပလင်ကုရ်စီဖြစ်တယ်နော်ဆူရာဘကရာမှာရေးထားဝစီယာကုရ်စီယဟ်ဆမာဝါတီဝလ်အာရ်ဒ်
ဆိုတော့အဲ့ဒီအလာထိုင်အဲ့ဒီကုရစီကကျမတို့ကဘာမြေချင်းကောင်းကင်နဲ့မြေကြီးကအဲ့ဒီကုရစီရဲ့အောက်မှာရှိတယ်အဲ့ဒီကျမတို့နေတဲ့ကဘာရဲ့အပေါ်ဆုံးမှာဒီကုရစီရှိတာလေအဲ့ဒီကုရစီကအားလုံးကို cover လုပ်ထားတာအဲ့ဒါ law kalam and kursi ဆိုတာဖြစ်တယ်၃ခုရှိပြီးတော့၄ခုမရှိတာက law kalam and kursi ဖြစ်တယ်ဆိုပြီး Hazrat Ali ကဖြေတယ်ကဲဒါဆိုရင်၄ခုရှိပြီး၅ခုမရှိတာပါလေ Torah Zabur Injil Quran အဲ့ဒါက၄ခုရှိပြီး၅ခုမြောက်မရှိဘူးကဲ၅ခုရှိပြီး၆ခုမရှိတာပါလေမိကုန်းတွေကမြန်လာပြီအဲ့ဒီအချိန်မှာတော့ဗာပြောလဲ first namaz က5ခုရှိတယ်6ခုမြောက်မရှိဘူး6ခုရှိပြီး9ခုမရှိတာပါလေဆိုတော့မြေကြီးနဲ့ကောင်းကင်ကို6ရက်နဲ့ပြီးအောင်အလားဖန်ဆင်းခဲ့တယ်9ရက်မရှိဘူး9ခုရှိပြီး10ခုမရှိတာပါလေအလီHazrat Ali ကပြောတယ်ငါရဲ့အလားကောင်းကင်9ထပ်ဖန်တီးထားတယ်10ထပ်မရှိဘူး10ခုရှိပြီး9ခုမရှိတာပါလေဆိုတော့အလ္လာဟ်ရဲ့ပလင်ကိုဖရစ်တာ10ယောက်ကမှားထားတယ်9ခုရှိပြီး10ခုမရှိတာပါလေဆိုတော့Hazrat Salih ရဲ့အချိန်ကကလအုံးမကိုတတ်တဲ့ကာဖာအုပ်စုကမှ9ယောက်ရှိတယ်10ယောက်မရှိဘူးလေလူတွေကတခါလဲပြားပြီးမိကုန်းတွေကများလာပြီးငါတို့လည်းရှုံတော့မယ်ကဲဒါဆိုပြီးတော့10ခုရှိပြီး17ခုမရှိတဲ့အချိန်က17ခုမရှိတာပါလေ Hajj ပါတဲ့ကုရ်ဘာနီမလုပ်ခဲ့လို့ရှိရင်ရိုဇာ10လုံးထားရတယ်9ရိုဇာကိုဟရာမထားပြီး3ရိုဇာ3လုံးကိုအိမ်မှာပြန်ပြီးထားရတယ်အဲ့ဒါက10လုံးရှိတယ်10ခုရှိပြီး17ခုမရှိဘူး17ခုရှိပြီး12ခုမရှိတာပါလေဆိုတော့ယူဆုဖ်အလိုင်စလမ်မှာ brothers ညီကို17ယောက်ရှိတယ်12ယောက်မရှိဘူးတဲ့ကဲဒါဆိုရင်12ခုရှိပြီး73ခုမရှိတာပါလေဆိုတော့တစ်နှစ်မှာ12လရှိတယ်73လမရှိဘူးကဲ73ခုရှိပြီး14ခုမရှိတာပါလေဆိုတော့ Hazrat Yusuf alayhi salam ရဲ့အိမ်မက်မှတ်တဲ့အချိန်မှာ17ကျဲ17လုံးနဲ့လရဲ့နေရရှိတယ်အဲ့ဒါက17ခုရှိပြီးတော့14ခုမရှိအဲ့ဒီလိုနဲ့သူတို့ကဖြည့်သွားတယ်သူတို့ကမေးသွားတယ် Hazrat Ali ကဖြည့်သွားတယ်ဒီမေးခွန်းတွေရဲ့အဖြေကိုချက်ချင်းဖြေလိုက်ရလို့သူတို့ကဒေါသတွေနဲ့ထွက်နေတယ်သူတို့ကအဖြေချက်ချင်းရလို့ဒေါသတွေနဲ့ထွက်နေဖြေနဲ့အားလုံးတုံ့လုပ်တဲ့အချိန်မှာယဟူဒီတယောက်ကမနေနိုင်တော့ထပြီးတော့ Hazrat Ali ကိုမေးတာပေါ့လောကမှာဘယ်သူဖြစ်မေးခွန်းမေးလို့ရှိရင်ပေါ့နော်စဉ်းစားပြီးဖြေကြတယ်ခမည်းကြတော့မစဉ်းစားဘဲနဲ့ချက်ချင်းနော်အဖြေတွေကိုသိနေတယ်နောက်ပြီးတော့အဲ့ဒီအဖြေကလည်းငါတို့ရဲ့တော်ရကျမ်းစာအုပ်ထဲကနေဖြစ်နေတယ်ပေါ့နော်အဲ့ဒီအဖြေတွေကိုမင်းဘလို့ဖြေနိုင်တာလဲဆိုဒီချိန်မှာ Hazrat Ali ကထောက်ပြီးတော့ချက်ချင်းသူ့ကိုမေးတယ်ခမည်းလက်မှာလက်ချောင်းဘယ်နှချောင်းရှိလဲဆိုယဟူဒီကပြောတယ်၅ချောင်းရှိတယ်လေစဉ်းစားပြန်မလို့ချက်ချင်းဖြေတယ်ချက်ချင်းဖြေတယ်ခရလည်းမစင်စားဘဲနဲ့ဖြေတာပဲတဲ့ Hazrat Ali ကပြောတယ်ယဟူဒီကပြောတယ်အိုးအလီတဲ့သိတာပေါ့တဲ့ငါလက်ထဲမှာလက်ညှိုး၅ချောင်းရှိတယ်ဆိုတာကိုငါသိတာပေါ့တဲ့အဲ့နဲ့အလီ Hazrat Ali ကပြောလဲပြုံးပြီးတော့အေးတဲ့မင်းလက်ထဲမှာလက်ညှိုး၅ချောင်းရှိတယ်မင်းလက်မှာလက်ညှိုး၅ချောင်းရှိတာသိတယ်လို့တဲ့ငါလည်းဒီအဖြေတွေကိုအလိုလိုသိတယ်ဆိုပြီးဖြေကြခဲ့တယ်နော်ဒီမှာကြည့်ရှုသူအားလုံးကိုknowledge ရဖို့ကျွန်မဒါလေးကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Assalamu alaikum